အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ United Kingdom အဲ့တော့ပြင် UK လို့တည်ရများပါတယ်ကျွန်တော်ဒီ video မှာတော့ UK ဆိုတဲ့အသုံးလုံးသုံးပြီးတော့မှာဖြစ်ပါတယ် video ကတော့အနေနဲ့တူကောင်းတူပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်အကောင်းဆုံးတင်ဆက်ပေးမှာဖြစ်ပါတယ် Okay let's get started UK ဆိုတာ England Scotland Wales Northern Ireland စုစုပေါင်းနိုင်ငံဖြစ်ဖွဲ့စည်းထားပါတယ် UK နိုင်ငံရဲ့အစောပိုင်းတစ်ပိုင်းဟာရောမအင်မာကအင်္ဂလန်နဲ့ဒေသကိုသိမ်းပိုက်ခဲ့ပါတယ်ရောမတွေကထွက်လာပြီးနောက် Anglo-Saxon လူမျိုးတွေကအာဏာရခဲ့ပြီးနောက်ပိုင်းမှာ Norman လူမျိုးတွေကဝင်ရောက်လာပါတယ်ကျွန်တော် Anglo-Saxon လူမျိုးတွေနဲ့ Norman လူမျိုးအကြောင်းနောက် video မှာလည်းဆက်လက်ပြပြပေးမှာဖြစ်ပါတယ်ဒီ video မှာတော့အချင်းချုပ်ကိုသာပြပြမှာဖြစ်ပါတယ်တက္ကရာ1066ခုနှစ်မှာ Norman အောင်ပွဲလို့ခေါ်တဲ့ Norman Conquest ဖြစ်ပါပြီးနောက်အင်္ဂလန်နိုင်ငံရဲ့ဘုရင်စနစ်ကိုအခြေခံသို့ပြောင်းလဲစေခဲ့တယ်UK နိုင်ငံရဲ့တပိုင်းမှာအရေးကြီးဆုံးဖြစ်တဲ့တစ်ခုကတော့1215ခုနှစ်မှာ Magna Carta ဆိုတဲ့စာချုပ်ချုပ်ဆိုခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီစာချုပ်ကြောင့်ဘုရင်ဟာဥပဒေအထက်မှာမရှိတော့ပဲပြည်သူ့အခွင့်အရေးကိုစတင်လေးစားပေးခဲ့ပါတယ်ဒီကနေတစ်ဆင့်ပါလီမန်စနစ်ပေါ်ပေါက်လာပြီးဒီမိုကရေစီစနစ်အခြေခံကိုတပြေးပြေးတည်ဆောက်ခဲ့ပါတယ်ဗြိတိရှအင်ပါခေတ်မှာတော့18ရာစုနဲ့19ရာစုမှာUK ကကမ္ဘာအကြီးဆုံးအင်ပါယာဖြစ်ခဲ့ပါတယ်။အိန္ဒိယမြန်မာအာဖရိကနိုင်ငံများအပါအဝင်ကမ္ဘာနိုင်ငံများကိုကိုလိုနီပြုသိမ်းပိုက်ခဲ့ပါတယ်။ဒီခေတ်မှာတော့စက်မှုတိုးတက်ရေးကုန်သွယ်ရေးရေကြောင်းပိုင်ဆိုင်မှုတွေကြောင့် UK ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။20ရာစုမှာ UK ဟာပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်မှာနှစ်ကြိမ်စလုံးဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ Modern Day UK နိုင်ငံကတော့ဘုရင်ရှိပေမဲ့အာဏာအစစ်မှန်ကိုရေကောက်ခံအစိုးရကထိန်းချုပ်ထားပါတယ်ဒီမိုကရေစီနိုင်ငံအဖြစ်အနေနဲ့ရည်တည်နေပါတယ်ပညာရေးယဉ်ကျေးမှုနိုင်ငံရေးအတွေ့အကြုံစသည့်အရေးချင်းတွေရှိသောကြောင့် UK ကယနေ့တိုင်အောင်ကမ္ဘာမှာအရေးကြီးတဲ့နိုင်ငံတစ်ခုတွင်ရည်တည်နေပါတယ်ကျွန်တော်ဒီဗီဒီယိုဒီမှာပဲဆုံးသက်ချင်ပါတယ်ဒီလိုဗီဒီယိုတွေကိုကြိုက်တယ်ဆိုရင် like subscribe လုပ်ဖို့မေ့ကြပါနဲ့နော်နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ် bye